မော်လဲမှာဒီကအရေးကြီးနေစားဖို့တော့တတိယရဖြစ်နေတာမြေဟုတ်ပါပြီဗျာဟုတ်ပါပြီမလားမင်းဆိုင်လဲနိုင်လားလိုက်နေတော့ဗျာလဲလုံးမယ်နော်ဒီတကောင်မင်းဆောင်ဝဲအောင်ရင်အဖေမင်းကိုဘာဝဲပေးမယ်ဆိုတာမင်းပြောထားပြီးသားနော်ဟုတ်ကဲ့ဖေလောကမှာမိတ္တရင်ကျင်းဆရာပါပဲဆိုတာကျမတို့မိသားစုများရွေးပြောနေသလားထင်ရတယ်အရန်ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးပါဒါပေမဲ့ကံကြမ္မာရဲ့လက်ကွက်တစ်ခုကကျမတို့လိစားခဲ့တယ်မောင်လေးလားဟုတ်ကဲ့ပြောပါခင်ဗျာဟုတ်ကဲ့မမပါဟိုလေးလက်ခံကြလို့ရှိရင်မနောအရာဆိုင်မှာတွေ့ရမှုလေဟုတ်ကဲ့မောင်မတိုင်လဲခင်ဗျာ7 နာရီလောက်ဆိုအဆင်ပြေမှာမဟုတ်ဘူးရပါတယ်မောင်အဲ့ဆိုလို့ရှိရင်မ7 နာရီလာခဲ့ပါနော်မလေးစောင့်နေလေနော်ဟုတ်ကဲ့အဲ့ဆိုတော့ဘုရားလေးတော့မနော်ဟုတ်ကဲ့အဲ့တကယ်ချင်းလက်ခါကြောင်းခွင်ပြီးကျူတူရပြရမယ်စာရိုက်လိုက်ရအောင်အေးကွာဟဲ့ငါတိတ်မရသေးဘူးမင်းမရရင်ငါတော့ AC ပဲရအောင်ရိုက်မင်းပြောမှာငါအခုမှစာကြည့်ရအောင်တိုက်မင်းမလားရောအမမောင်လေးရောက်နေကြပြီလားမချသေးဘူးမအော်တနေ့မကျွန်တော်ဒီနေရာမှာချင်းလာပါကိစ္စရှိလို့လည်းပြောမှာမမပြောရမှာရှက်လက်ရှက်ပါတယ်ပြီးတော့မောင်လေးကိုလည်းအားနာနေတာဘာစကားမလို့ကျွန်တော်အားနာနေရလားမပူဝင်ရင်းပြောပါမဒီလိုမောင်လေးကကိုမမမျိုးတာအပြစ်မှာကောင်မလေးကြောင်ရှုပ်နေတာအဲ့ဒါကျွန်တော်နဲ့ဘာဆိုင်လို့လဲမောင်လေးနဲ့မဆိုင်မမဲ့ဆက်နွယ်နေတယ်မောင်လေးရဲ့မပြောကျွန်တော်မရှင်းအခုမမမျိုးသားနဲ့ရှုပ်နေတာမင်းကောင်မလေးပဲမကျွန်တော်မနှောက်နဲ့တော့မအသက်အရွယ်နဲ့ဒီလိုနောက်ပြန်ပြောရမယ့်အရွယ်လည်းမဟုတ်ဘူးမင်းမျိုးလို့ရှိရင်ကြည့်အဲ့ဆိုကျွန်တော်ဘာလုပ်ရမလဲမကျွန်တော်သူ့ကိုရမ်းချက်တာကျွန်တော်သူ့ကိုလုံးဝမခွဲနိုင်ဘူးမလေးစီကကျွန်တော်အကြံဉာဏ်လေးပေးပါဦးမလုပ်ပါမဒီကိစ္စဖြစ်တယ်ဆိုတာတိလဲရကြရဲ့နဲ့မစဉ်းစားနေတာဒီကိစ္စရပ်တန့်အောင်မောင်လေးမမကိုကူညီရမယ်ကျွန်တော်ဘာလုပ်ရမလဲမပြောလေမဘာပါလဲမဒီငွေတွေနဲ့မင်းကောင်မလေးမျက်စိပြန်ရောက်လာနေလို့ဟာဒီငွေများရင်ကျွန်တော်မလို့ချင်ဘူးမဒီတော့ပါမင်းမမကိုကူညီမယ်ဆိုယူလို့မရဒါမှမင်းကောင်မလေးမျက်စိပြန်လာမှာပေါ့သူ့ဘဝမှာလိုအပ်နေတာငွေပဲမင်းအနေနဲ့ပေးလိုက်လို့ရှင်သူမျက်စိပြန်ရောက်လာလိမ့်မယ်
ဒါမှမင်းမမောက်ကနေရောက်မှာပေါ့ ကောင်းပြီမမအောင်ကျေးဇူးလည်းရမ်းတင်တယ်ဒါဆိုမှကျွန်တော်ပြန်လိုက်အောင် ဟဲ့ဒီကမလေးအတွက်အဝတ်စားတွေပါယူသွားလိုက်မမလိုက်ဝယ်ပေးမယ် ဟာမကလည်း မမတွေပါလုံနေတယ်လာသွားမယ်ဆန်ရှင်းမိဟဲ့ဒီမှာ မိမဘူးလေ ဟာခဏကိုယ့်ရဲ့တော်လေ ကို့မှာတော့ရှိရလို့ခါမကြဘူးပါ အရင်တော့မကြားဘူးမအခုကြားဘူးပြီမလား ကိုနော်စကားကိုအဲ့လိုမျိုးမပြောနဲ့ လာလာလမ်းမမကောင်းအခုနောက်မှရှင်းပြမလားခက်ခက်နွေမိသားဘေးရတယ် ဟုတ်လေဒီငယ်ချင်းအိမ်ကပြန်လာလားမောင်လေး မင်းဘယ်ကပြန်လာလဲဒါတွေလုံနေလို့ဆိုငါကုန်တိတယ် ဘာလို့ပြောနေလဲမောင်လေးနွေနားမလဲဘူး မေလေလေဆိုင်မှာမင်းကိုကောင်းလေးပြောတယ်ပြောနေတာတတ်တွေ့ရမှာမင်းပြီးတော့မင်းတို့ငွေအများကြီးပေးနေတယ်တတ်တွေ့ရမင်းမင်းတို့ပြုံနေနေပြန်တော့တော့မတွေ့ဘူး တော်စမ်းကလေးကလေးလိုနေလူကြီးเจ้าဝင်မပါနဲ့ မနှွဲငါသားကခလေးဆိုပေမဲ့မင်းလိုနေမပြောတတ်ဘူးကွာဟေးမင်းကငါ့အမှန်တမ်းပြော ဒီမဲ့မောင်ဒီချိန်မှာနွယ်ဘာမှရှင်းပြနေမှာမဟုတ်ဘူးမောင်ထင်ချင်လို့ထင်နိုင်တယ် နေဒီဘလိုပဲရောက်လာတယ် ဘယ်လုံးမှရောက်လာဒီကိုတက်မင်လိုက်လာဒီမဲ့ခွားရှင်းလို့ရက်တွေကိုဒီမှာရက်တန်းရက်မှာဒါမှမဟုတ်ကျမကိုယ်တိုင်အဆုံးသတ်ပြီး ညီမလေးစိတ်ကိုအေးချလိုက်အခုမမတို့နှစ်ယောက်ကညီမလေးထင်တယ်လို့မဟုတ်ဘူး ဟုတ်တယ်မမပြောတာမှန်တယ် ဘာမှန်တာလဲအများမြင်မှငွေတွေပေးအဝတ်အစားတွေလိုက်ဝယ်ပေးနေရိုးသားပါဆိုရင်ရှင်းလို့အကြောင်းပြချက်တယ် ဟောလေမပြန်တော့မယ် ဒီမဲ့ရှင်းပြန်စရာမလိုရှင်းလို့ရက်မှန်တယ်ဆိုဒီပြဿနာကိုပြီးဆုံးအောင်ဒီမှာရှင်းပေးခုရှင်းစပွန်ဆာပေးနေကိုပညာဆိုရဲဟောဒီကကျမတယောက်လုံးရှိရဲဆိုတာသိရရှင်းအဲ့လောက်ထိမွန်နေ မေမစ်ကားတွေရမ်းလာတယ်မင်းကြောင့်ငါမမအားနာ အော်မမဆိုမယ်ဟုတ်လားအခုတော့ပေါ်ပြီပေါ့ ဒီမဲ့ညီမမှလည်းပိတ်ခါပြားဆိုတာရှိတယ်မမမှလည်းပိတ်ခါပြားဆိုတာရှိတယ်ဒီချိန်မှာအမဘာမှရှင်းပြနေစတာမရှိဘူးဟောလေမပြန်တော့ ဟုတ်ကဲ့မမ
တဲ့ တဲလေးငွေလုံးနေပြီမလားကိုကြီးကြည့်တာဟော ကိုရောက်ရင်အင်လိုက်ပြရအဲကြောင့်ကိုကြီးချစ် လေတက်နေတာဟမ်နောက်လိုရင်လေကိုယူစပြော ဟုတ်ကဲ့ နော် အဲကြောင့်ကိုကြီးချစ်နေရ တက်နေတာ ကိုမပြောစရာတခုရှိတယ် ကောင်းပြီလေအဲ့ဆိုကိုနဲ့ဟိုမှာထိုင်ကုန်လေးရှိရဲအမအေးဆေးသပြောကြရတယ်နော်လာ ကို ဟင် အခုလောက်ရက်တွေအားလုံးကိုဒီနေရာမှာပဲထားခဲ့လိုက်အမေအားလုံးနားလည်ပြီမယ်နော် မဟုတ်သေးဘူးမေထင်တာတွေနဲ့အခုဖြစ်နေတာလည်းတခြားစီပဲ အော်ဒါဆိုကွဲပုံရဆိုမေရပဲတစ်ဖက်သက်ဆွဆဲနေရပါအဲ့လိုလား အဲ့လိုလည်းမဟုတ်ဘူးလေကိုဘလို့ရှင်းပြမှမသိတော့ပါ ဘလို့မှရှင်းပြမင်းနဲ့ကိုမေနောက်ဆုံးတစ်ခုပဲမင်းကိုအဲ့အဖွားကြီးကိုရွေးမလားမိကိုရွေးမလားအဲ့ဒါပဲပြောဟာလေရွေးဖို့တွေ့ဝင်နေရလားကောင်းပြီလေ နင်းကငါတိတ်ချစ်လို့ငါအဲ့ဖွာချင်းကပြည့်နေနေတာ အဲ့ဒါဆိုရှင်တိတ်ချစ်တိတ်မြတ်နေရပါလေဆိုရင်အဲ့အဖွားကြီးနဲ့တက်တက်လုံးတာရနိုင်ပါစေမေစုတောင်းပေးလိုက်တယ် ဟေးခုနေ့ကသားပြောရည်ပေါ့မင်းခေါ်လာမေး ဟ
မင်းကပြင်မှာရှုပ်တာအားမရတယ်လင်ငယ်ကအိမ်ကိုခေါ်တာတော့ဒါဆိုရင်ငါကတင်ရတာလား မပြောပြလို့ငါခံမအောင်မောင် ပါတယ်ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးပါဆိုတော့ပြောဖို့ငါတော့ပြရပါလားဟုတ်ဘူးကိုကြီးထင်တယ်နော်အကုန်မားနေတယ် ဟုတ်တယ်မောင်ဒီချိန်မှာဒီကိစ္စတွေကိုရှင်းပြဖို့ဆိုလို့ရှိရင်မင်းမိသားစုကလူခွင့်ရတော့မှာအဲ့တော့ကြာဒီကိစ္စကိုအားလုံးကျေးဇူးတင်တာမရှိတော့ပါနဲ့ ဒီနေ့မှာတနေ့နေ့စီးရတယ်ဒီလိုလေးချင်းစီးနေတယ် ဟာမင်းနိုင် နေခါ ငါတို့အကြောင်းပြီးတော့နေတယ်မတွေ့ဖြစ်တာကြာပြီနော် တဲ့ အဲ့ဒါမင်းလုံးကားရအဆင်ပြေလားနေ ဒီလိုက် ဟင်ဘယ်လာနေ နားလေးတင်မယ် အဲ့ဒီမင်းတီးတော့ငါပဲထားတယ်လက်ကူပေးလိုက်မယ်ကားပေါ်တဲ့နေစီ သူ့ရဲ့အိမ်ကြီးဒီလိုတင်စား ဟုတ်တယ်ဟောဒါနဲ့ညောင်စားပြောက်မင်း အဲ့ဒါကိုဒီကနေ့အခုဒီဆန်းစီရဲ့ပိတ်တာညလေးလေးဘာမှတော့ဒီနေ့တိုင်းတော့ လုပ်ငန်းနဲ့အစီအပြေသွားပြီဆိုတော့ဒီည1 party ပဲเนาะ ညပါပြော ဆောစစကားမာတော့လို့1 day ပဲပြောတာ မသိပါဘူးရာကျုပ်ကလက်တော်တန်း ဘာတိပဲတော့ဟုတ်တယ်ဟောမင်းတို့က KTV မှာစော်လန်းလေးတွေနဲ့ကျဲကျင်သေးရ ကြေးချင်တာ ကဲပါမင်းတို့ကမင်းเจ้าနဲ့ငါသိတယ်လို့ငါเจ้าနဲ့မသိဘူးအဲ့တော့မင်းဖြစ်ချင်တဲ့ဟာကိုမင်းစီစဉ်ထားလိုက်ငါအခုအိမ်ပြန်ပြီးတော့ဟောလိုက်ရတယ် စိတ်ချမယ်နော်ဘော်ဒါကြီးညာဘတ်ကက်ဖို့တော့မကြံနဲ့ ကျုပ်တို့ကဒီတဲ့လုပ်ငန်းတွေအများကြီးလုပ်ဖို့ရှိနေတယ်ဒီပန်မိုးတဲ့ကိစ္စကျွန်တော်မင်းကတက်မခံပါဘူး အဲ့ဆိုခွင့်ပြုပါအောင်ဟုတ်ပြီ
နောက်ကြလိုက်လား ဒါတော့ဆွဲကြတာဗျာတော်တော်နဲ့ထိုင်မယ်ဆိုရင်ခုသားတင်အောင်ထိုင်ဆောင်နေတာကြားသွားတာ ဟောကြီးပါဟော ဒါကျတော့တော့ရှင်းဆိုတာသူကရှင်းဆိုတာရှင်းနေကွာဘယ်လိုပြောလဲဗျာကျွန်တော်ကရေးစစ်လာနေကြရတယ်နော်ရတယ်ချင်းချင်းလေးကြီးကွာတော့ပါအားရပါအဲ့ဒါတွေအားလုံးအမှားပါပဲကျွန်တော်ချစ်သူကိုလက်လို့ရှုံရှုံခံနိုင်လို့မယောကိုကြီးပဲကိုကြီးတို့အထင်မှားသလိုဖြစ်ခဲ့တာပါဟုတ်ကဲ့ဗျာဟုတ်ကဲ့ပါဒီမှာဆော်ရမိပါရဲ့ဗျာ ဒါမှမဟုတ်တင်မျိုးပါတားရဲ့အမေကစရွက်နဲ့ခုနပြတာပါတားရဲ့ အဲ့တော့မိသားစုဆွေးနွေးအောင်ပြောပါတော့ဟုတ်ကဲ့စိတ်ချပါတိုင်းဒီလိုအမှားမျိုးဒီနောက်ထပ်ဘယ်တော့မှမမားတော့ပါဘူးလို့ဖြစ်ပြီးကတိပြီပါဖြစ်ပြီးအမှားတွေအားလုံးနှွေးအမှားပါလို့ဖြစ်ပြီးအထင်မှားအောင်လုပ်ခဲ့မိအဲ့ဒီအရာတွေအားလုံးတဏှာရာဂစိတ်ချောင်းအဲ့ဒီတဏှာတော့အုပ်ကြီးတဲ့အထင်မှာဖြစ်ပြီးတာကောက်တစ်ကောင်ဖြစ်ခဲ့အဲ့တဏှာကြောင့်လေဖြစ်ပြီးမမားတင်တာဖြစ်ပြီးမှားခဲ့အဲ့ဒီစိတ်တွေကြောင့်ဖြစ်ပြီးလို့မိသားစုလို့ဖြုတ်ကွင်းလို့ဖြစ်ခဲ့တဲ့စိတ်ကြီးဖြစ်ပြီးမှားခဲ့ပြီငွေမောင်တက်ဆက်တောင်းမှကြားပြီးပြောမောင်မားရီတဲ့မောင်ခွင့်လို့မောင်ခွင့်လို့မောင်တကယ်ကိုမှားပါမားရဲဆိုတာတိအမှန်ကိုပြင်လိုက်ပေါ့ကိုတီဟာရဲ့ ဟုတ်တယ်ဒီဟာအမဆိုတာလူတိုင်းနဲ့မကင်းပါဘူးကွာ ဒီကိုခွင့်လုပ်ပေးပါမယ် မိဘာမှဆက်မပြောတော့ကိုချစ်တာမိငွေမဟုတ်ဘူးအရင်ကလည်းချစ်တယ်ခုလည်းချစ်တယ်အတိတ်ကမေးရဲ့ပြည့်တွေကိုမေးပြလိုက်တော့နော်ကိုမျိုးရရင်ချစ်တယ် မန်နွယ်ဒီရောက်ခွင့်လို့ပေးလိုက်ပါကွာ ပြပါဘူးလေမရလေမောင်ဝရမ်းချက်တာဒီချင်းကြီးမောင်ပြန်မဲဆိုတာလေမောင်ချက်လို့မဟုတ် ဘယ်လိုစကားကြီးပါလဲမောင်ကြီးချစ်တယ်လားဟောရဲ့အမားကြီးငွေအမားလို့မမြင်နေနဲ့ခွင့်လို့ပါလေဖြစ်တယ်ချစ်တယ်